အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဦးမျိုးတက်နိုင်ပါမြန်မာနိုင်ငံသားများဗန် MCB ဘက်မှာ Deputy Chief Executive Officer နဲ့တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်တို့ဒီနေ့တက်ဆက်မဲ့စီစဉ်လေးရတော့ Finance for Life တော်ရှိုးစီစဉ်လေးဖြစ်ပါတယ်ဒီစီစဉ်ကတော့အများပြည်သူအတွက်ငွေစုဆောင်းခြင်းချင်းငွေရယူခြင်းနဲ့အာမခံအတွက်ဘူးတုဒရရှိအောင်တင်ဆက်ပေးတဲ့အစီအစဉ်လေးဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီစီစဉ်မှာပါဝင်ဆွေးနွေးမဲ့ဆမ်မာကြီးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာဆရာမဒေါ်လေးလေးဝင်းဟာဗန်နာရေးစီမံကောက်ပဲမှုနဲ့အာမခံတဲ့ဘက်မှာဆယ်စုနှစ် 3 ခုမကတော့ကြုံရှိပြီးလက်ရှိမှာတော့ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ NGO တွေအတွက်ရှိနှိမ့်ညွှန်တယ်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာအကြံပေးတော်တွေအပြင်ပြည်တွင်းပြည်ပစီးရင်လုပ်ငန်းတွေကိုလည်းထက်ကြွစွာလှုပ်ဆောင်နေတဲ့သမဂ IFRS နဲ့အစိမ့်မြင့်စေကံလုပ်ငန်းပုံမဲ့သူတွေအတွက်လည်းလက်တွေ့သုံးချလေ့ကျင့်မှု on the job training တွေကိုကိုယ်တိုင်ကိုယ်ကျသင်ကြားပေးနေလို့ဖြစ်ပါတယ်ဒုတိယမိခွန်းအနေနဲ့သုံးစွဲသူတွေရဲ့ငွေကြေးလိုအပ်ချက်တွေကို Digital Bank လုပ်ငန်း Digital Bank ရဲ့လျင်ပြန်မှုလွယ်ကူမှုတွေကဘယ်လောက်ထိအဆင်ပြေအောင်ကူညီပေးနိုင်မလဲ Digital Bank ဝန်ဆောင်မှုအသုံးပြုနေတဲ့လုပ်ငန်းနဲ့စတင်အသုံးပြုတဲ့လုပ်ငန်းများရဲ့ရှင်ပြိုင်နိုင်စွမ်းနဲ့သုံးစွဲသူတွေကိုဆွဲဆောင်မှုပေါ်ဘယ်လိုမျိုးတရားမှုတွေရှိလဲဆိုတာဆွေးနွေးပြပါအောင်ဆရာမကြီးခင်ဗျာအခုလက်ရှိခေတ်မှာပေါ့နော် Digital Banking ကလည်းတကယ်အထောက်အကူဖြစ်ပါတယ်လူတိုင်းက24နာရီဟလာအချိန်မရွေးအသုံးပြုနိုင်တယ် real time payment ကိုလည်းပြုလုပ်နိုင်တယ်တစ်ချိန်တည်းမှာ customer satisfaction ကိုလည်းကိုပေးချင်တဲ့လူကိုလည်းပေးနိုင်တယ်လို့ကိုကိုဝယ်တဲ့သူကလည်းပေးလို့ရတယ် MCB ဘက်မှာဆိုရင်ခုန Citizen Pay တွေရှိတယ် Mobile Banking ရှိတယ် Mobile Wallet တွေရှိတယ် QR Payment တွေရှိတယ်ဒါဆိုရင်စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ဒီ Digital Payment System တခုကိုအသုံးပြုလိုက်တယ်ဆိုရင် Customer Satisfaction ကောင်းတယ်ကိုက invoice တစ်စောင်ကိုခုချက်ချင်းရိုက်ပို့လိုက်တယ်နဲ့ तू ကချက်ချင်းပြန်လွှဲနိုင်တယ်ဒါဆိုကိုအနေနဲ့လည်း payment တွေကို trace လိုက်နိုင်တယ်အဲ့တော့ mobile banking ကိုအသုံးပြုခြင်းအပြင်ကိုယ့်ရဲ့အခွန်နဲ့ပတ်သက်တဲ့စာရင်းစစ်ဆေးမှုဒါလည်းလွယ်ကူပြန်တယ်နောက်တစ်ခါလုပ်ငန်းကကိုနဲ့အပြိုင်ရှိနေတဲ့လုပ်ငန်းတွေနဲ့လည်းရှင်ပြိုင်မှုကိုတိုးပွားစေတယ်ဒါဆို digital banking ကိုမသုံးဘူးဆိုရင် customer ကဟလာ online နဲ့ပေးခြင်းတယ်ကိုကလက်မခံဘူးဆိုရင်ကိုယ့်အတွက်ဟလာ competitiveness က weaknesses ဖြစ်သွားစေတယ် digital payment system ကိုသုံးတာငွေကိုလက်ခံတာဒါတွေဟာအခုဒီကျတို့ဟလာ traditional နည်းရငွေတုပ်ကြီးကိုသဲသွားပြီးတော့ဟလာဘန်တွေကိုသွားတာကလမ်းမှာဒီကျတို့အတွက် anti တွေရှိတယ်လူရဲမှုတွေဖြစ်နိုင်တယ်ခုအဲ့လိုလုပ်เสียမလို့တော့ဒီကျတို့ mobile banking ကနေငွေကိုလွှဲပေးလို့ရတယ်နောက်တစ်ခါကိုလည်းလက်ခံရရှိယူလို့ရတဲ့အတွက်ဒီလိုငွေသားကင်တွေသုံးစွဲမှု NDA ကနေပြီးတော့ short ချနိုင်လို့ကိုယ့်ရဲ့ account လုံခြုံမှု security အပြည့်ရှိပါတယ်လို့